ချက်ပြုတ်ဝါဒနာပါတဲ့ညီမလေးတွေအတွက်ပေါ့နော်ကိုလည်းတက်တလောက်မတက်လောက်ကလေးပြန်လဲညှောင်းဝေးတာပါအခုဆိုရင်ခိုင်မင်းမင်းတို့ပါချက်မလဲဆိုတော့တရတိငပိချက်ကလေးပေါ့နော်တရတိငပိချက်ကလေးမပါဝင်တဲ့ပစ္စည်းကတရတိလေးတွေချက်ထားမယ်ပစုံလေးနဲ့ချက်မှာဆိုတော့ပစုံလေးပါမယ်ငပိလေးဖြော်ထားမယ်ပေါ့နော်ငပိလေးကိုထောင်းထားမယ်ပြီးရင်ငပိလေးစီတက်တယ်ပစုံဟိုပါပေါ့နော်ဒီမဲ့ချကနေမှထည့်နေရရဲ့ဒါပေမဲ့တချို့တွေမကြိုက်တဲ့လူမျိုးဆိုရင်အရင်ဆုံးကြော်ပြလို့လည်းရတာပေါ့နော်ပစုံကဆိုရင်ဒီကြော်ပြလို့ရတာလေနော်အရင်ကလေးဆိုလည်းပါလို့ရှိရင်ဆိုလာပြီးဆိုရင်ဆက်ထားရမယ်ဒီတက်ပြီးဆိုရင်ဒီဒီလေးစတက်ပါမယ်ဝေါဒီလိုလေးစီတက်တဲ့အခါမှာစီများများကြိုက်တဲ့လူကတော့နည်းနည်းပို့ထည့်ပါတော့။စီရမ်းမကြိုက်ဘူး။ဒီကျက်ဆိုလို့ရှိရင်စီနည်းနည်းလေးနဲ့ပေါ့နော်။ခိုင်ကျက်လို့ပုံစံလေးကိုကြိုက်တယ်။ဟင်းလိုက်မှာပဲစီများရင်စားမကောင်းပေါ့နော်။တချို့ຢာတွေကတော့စီရမ်းတာကြိုက်ကြတယ်။မင်းတို့ကတော့စီများတော့မကြိုက်ဘူးပေါ့နော်။ဒါဒီလိုလေးနဲ့နောသွားပြီဆိုရင်ဒီလေးနှွားပြီးနှိလာပြီဆိုလို့ရှိရင်တရတိလေးကိုထည့်မယ်တရတိလေးကိုငေါနေအောင်ပေါ့နော်ငေါနေအောင်လေးထည့်မယ်ငေါနေအောင်လေးစီပါမယ်ဒီလေးတွေဘူးလိုအနေထားမျိုးလေးပေါ့နော်နောပြီးတော့နောလာပြီဆိုရင်ဒီလိုကနာတင်ထားတဲ့ငပိကိုဖြော်ထားတဲ့ငပိကိုထည့်မယ်ပေါ့နော်ဒီလေးလောက်ထည့်မယ်သူကအမှောင်လေးတွေပါတယ်လို့လေနော်ဒီတေးနဲ့ပြပြီးတော့စူအောင်ပေါ့နော်စူအောင်လေးညာခတ်ပြလို့ပေါ့ပြောရှင်ပေါင်းရတဲ့စာချူမောထည့်မယ်ပေါ့နော်ဒီကြိုင်တော့ထည့်လိုက်တယ်ဒီလေးတွေထည့်လိုက်တာဒီလိုအနေထားမျိုးလေးရပြီငပိလေးထည့်လိုက်တယ်ပေါ့နော်ဒီလိုအနေထားမျိုးလေးကိုရသွားပြီနှောသွားပြီဆိုရင်တို့ဒီထည့်ပါမယ်ရှင်ဒီကိုလူတလောက်ကလေးပေါ့နော်တလောက်ကလေးထည့်မယ်